ဒီကနိကေပါဠိကဝက်ကပါဠိဘာသာတိကသုတ်ဒေသနာတော်မြတ်ကြီးကိုပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပြအ내ပြန်ပြပြောသင်ပြောတတ်သမျှအဓိပ္ပာယ်ပြောပြပြီးတော့တရားပူဇော်လာခဲ့တာမနေ့ကဖရာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းရတ္တိညူပုဂ္ဂိုလ်ကြီးနောက်ဆုံးအရွယ်ရောက်ခဲ့ပါပြီတပည့်သာဝကထဲမှာမထေဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအစစအရာရွာကြမ်းကျင်လိမ္မာပြီးတော့တရားတော်ကိုဟောပြောပြသနိုင်ကြပါပြီမဇ္ဈိမအရွယ်ယဟန်တော်များကလည်းပဲဒီဗြဟ္မစရိယနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအစစရာအကုန်နားလည်ပြီးတော့တရားဓမ္မဟောပြောပြသနိုင်ကြပါပြီတပည့်ထဲမှာတပည့်သာဝကထဲမှာနဝလို့ခေါ်တဲ့ယဟန်ဖြစ်ခါစားကစပြီးတော့၅ဝါအတွင်းယဟန်ငယ်များကလည်းပဲဗြဟ္မစရိယနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနားလည်ပြီးတော့တရားဓမ္မကိုဟောပြောပြသနိုင်ကြပါကုန်ပြီမနေ့ကဒီတင်ရထားခဲ့ပါတယ်ဒီကနေ့ဆက်လက်ပြီးတော့တရားပူဇော်ရမှာကနဝသသာဘိက္ခုသာဝကဟွန်ဒီနောသခွတ္တထေရာဘိက္ခုနိယောတာဝိကဟွန်ဒီဘေးရလမြုပ်ွယ်ဆိုပြီးတော့ကြည့်ပါပြီဒါရင်နော်ပါဠိတော်စာပေကိုအလွတ်ကျက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေအခုကဒီလောက်ဆိုလို့ရှိရင်အကုန်လုံးသိနာလေပြီအခုမှတရားနာကြပါသေးနော်လူပေါင်းလူဌာနလုံရင်ကြရင်ရှားဖွေစားတော့ရင်ကပါဠိတော်ကြီးပူဇော်လာမှုတို့ကြားနာရခဲ့လေဆိုပြီးနားထောင်နေကြတဲ့တရားနာပရိသတ်အခုဘယ်လောက်နဲ့တဲ့ကွယ်နားလည်မှာမဟုတ်ပါဘူးဒါကြောင့်မို့ပါရမီဖြည့်စဉ်အခါကာလတုန်းကတရားပူဇော်တဲ့ပုဂ္ဂိုလ်ကတရားပူဇော်လို့နာကြရတဲ့အချိန်အလောင်းအလျာတွေရဲ့ပါရမီနဲ့ထိုက်တန်အောင်ပြည့်ပြည့်စုံစုံရုပ်ဖပူဇော်ပြီးတော့တရားပူဇော်ပါမယ်မြုပ်ွယ်ဆိုတဲ့နေရာနော်ဘာတွေမြုပ်ထားတယ်ဆိုတာသိရအောင်နော်အ내အဓိပ္ပာယ်ကတော့မထူးပါဘူးနော်စက်လုံးလေးကတစ်လုံးတိုးသွားတာတစ်လုံးလေးတိုးလိုက်တာနဲ့လက်ညှိုးထိုးတဲ့ပိဋကကြီးကတခြားပြောင်းသွားတာနဝသတ္တဘိက္ခုယဟန်ဖြစ်စကနေ9နှစ်အရွယ်ယဟန်တွေကတော့ဗျမစရိယနဲ့ပတ်သက်တဲ့အရာအကုန်နားလည်ကြပါပြီဆိုကြပါကုန်စို့မပြီးနိုင်သေးတာက
နောစခွတ်သာထေရာဘိက္ခုနီယောသာဝိကာဟွန်တိဟာဒီတခုပြောင်းသွားပြီထေရာဘိက္ခုနီယောသာဝိကာသာဝိကာတပည့်မှဖြစ်ကုန်သောထေရာဘိက္ခုနီယောထေရာဘိက္ခုနီယောအသက်ဆေဝါကျော်ပြီးသားယဟန်မိန်းမတို့သည်အဲ့ဒီတင်ရထားခဲ့တာနော်ယဟန်ယောက်ျားတွေကြတော့ထေရနဝမိသိမအကုန်လုံးပြီးခဲ့ပါပြီအခုယဟန်မိန်းမတွေနောက်လာယဟန်မိန်းမတွေနော်ဒါတဲ့ကံအလောင်းလျာကြီးတွေသိထားမယ်အကြောင်းအရာပါရမီဖြည့်စဉ်တုန်းကလည်းပဲနောက်လိုက်ဒကာဒကမတွေအာကိုပြီးတော့ကိုယ်သာသနာကြီးပြုခဲ့ရတယ်စီကောင်းအောင်လုပ်ခဲ့ရတယ်ကျွတ်တန်းဝင်မဲ့အချိန်ကျတော့လေဒီလူတွေပဲပြန်ဆုံတာပဲဒါကြောင့်ကိုယ်ဆရာနဲ့ကိုယ်တကာကိုယုံကြည်ရာကိုအာကိုရာဥပမာဆိုရပါစို့အရှင်သာရိပုတ္တရာကြီးပါရမီဖြည့်စဉ်တုန်းကအထောက်ပံ့ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေကအခုအရှင်သာရိပုတ္တရာကြီးရဲ့အနိအနာမှာပဲယဟန်ပရိသတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်ယဟန်မိန်းမပရိသတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်လူပရိသတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်လူမိန်းမပရိသတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်ဒါတွေဟာအရှင်သာရိပုတ္တရာဟောမှကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်တွေဒါလည်းသဘောပေါက်ပြီဆိုရင်တော့ပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပြပြီးတော့အ내ကိုတခါတည်းပြန်ပြပါမယ်ဘာသာပြန်ပြပါတော့မယ်အ내ထုမပြန်တော့ပါဘူးဧတေဟိစေပိသုံဒအင်္ဂဟိသမန္နာကတံယမဇရိယံဟောတိသတ္ထာသဟောတိထေရောရတ္တိညုစိရပပစီတောအရဂတောဝယောအနုပ္ပတောခေရာသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိဒာဝိသာရဓာပတ္တခိပတ္တယောဂခေမအလံသမခါတုံတတ္တမတ္တအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိတုနေဂဟိတနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေတေတုံဒီစီမာသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိဒာဝိသာရဓာပတ္တယောဂေခေမအလံသမေခါတုံအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိသူနေဂဟိတံနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေတေတုံနဝသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိဒာဝိသာရဓာပတ္တယောဂခေမအလံသမခါတုံတတ္တမတ္တဥပ္ပန္နံပရပဝါဒံသူနေဂဟိတံနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေသေတုံနောစခွတ္တခေရာဘိက္ခုနိယောအာဝိဂါဟွန်တိဝိယဒါဝိနိဒာဝိသာရဓာပတ္တယောဂေခေမအလံသမေခါတုံအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိတုနေဂဟိတံနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေတေတုဧဝံတံဗျမ္မစရိယံအပရိပူရံဟောတိဣနိဒေနာပထမပါဠိတော်အပိုက်မြုပ်ထားတဲ့ပါဠိတော်ရဲ့ပထမစာပိုင်းကဲဗမာလိုပြန်ပြောပါတော့မယ်
တုံဓမထေထိုအကြောင်းတို့နှင့်ပြည့်စုံသောမြတ်သောအကျင့်အကျယ်၍ဖြစ်ပါစေဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမထေရကြီးလည်းဖြစ်ပြီးဉာဏ်ပိုင်းခြားကိုလည်းသိပြီးယဟန်ပြုတာလည်းကြားပြီးတရားအထုတ်တာလည်းကြားပြီးနောက်ဆုံးအရွယ်လည်းရောက်ပြီးအာသောဂုံခန်းနဲ့ယဟန်နာမထေရမြတ်ကြီးလည်းဖြစ်ပြီးသူတော်ကောင်းတရားကိုလည်းကောင်းစွာကြားနိုင်ပြီးဘောလာတဲ့သူတစ်ပါးတို့ရဲ့မိစ္ဆာအယုတ်ကိုအကျဉ်းလျောပါနိဗ္ဗာန်ပြီးတော့နိဗ္ဗာန်ရောက်ကြောင်းတရားကိုကောင်းစွာဟောကြားနိုင်ပြီအကြီးဆုံးယဟန်တွေတပည့်မထေရကြီးတဲ့ယဟန်တွေကလည်းပြည့်စုံပြီးတော့မစ္စည်းမယဟန်တွေထိုဆရာဤတပည့်သာဝကဖြစ်ကုန်သောမစ္စည်းမယဟန်ကငါးဝါနဲ့ဆေဝါကြားယဟန်တို့ကလည်းပဲဗျမဆွတဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအလုံးသိရှိနားလည်သဘောပေါက်ကြပါပြီသူတော်ကောင်းတရားကိုလည်းကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီကြုံတွေ့လာရမယ်သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုလည်းအကြောင်းအကျိုးလျော်ညီစွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှထွက်မြောက်ကြောင်းတရားတော်မြတ်တို့ကိုလည်းဟောကြားနိုင်ကြပါကုန်ပြီနဝလို့ခေါ်တဲ့ယခုယဟန်ပြုစေပုဂ္ဂိုလ်ကစပြီးတော့ငါးဝါအတွင်းယဟန်ငယ်များကလည်းပဲအထူးထူးအပြားပြားလိမ္မာကြပါကုန်ပြီကောင်းစွာဆုံးဖြတ်နိုင်ကြပါကုန်ပြီဆုံးဖြတ်တဲ့အခါမှာလည်းပဲယုံမှားတန်တရားမရှိဆုံးဖြတ်နိုင်ကြပါကုန်ပြီအာသောတရား၄ပါးကုန်ခန်းနဲ့ယဟန္တာအရှင်မြတ်တွေလည်းဖြစ်ကုန်ကြပါပြီယောဂ၄ပါးကုန်ခန်းနဲ့ယဟန္တာအရှင်မြတ်တွေလည်းဖြစ်ကုန်ကြပါပြီသူတော်ကောင်းတရားကိုလည်းကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီတွေ့ကြုံလာရမယ်သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုလည်းအကြောင်းအကျိုးလျော်ညီစွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှထမြောက်ကြောင်းတရားကိုဟောပြနိုင်ကြပါကုန်ပြီတဲ့ယဟန်နေနဲ့ပတ်သက်လို့တော့အားလုံးပြည့်စုံပါပြီမပြည့်စုံနေတာကတပည့်မှဖြစ်ကုန်သောယဟန်မိန်းမတို့သည်အရာအထူး၌လိမ္မာခြင်းမရှိကြကုန်သေးဆုံးဖြတ်ခြင်းငါမစွမ်းနိုင်ကြကုန်သေးဆုံးဖြတ်တဲ့အခါမှာလည်းပဲယုံမှားတန်တရားရှိကြပါကုန်သေး၏ယဟန္တာထေရယောဂ၄ပါးကုန်ခန်းရာရဟတမေရဟတဘုကိုရောက်ပြီးသားယဟန္တာထေရမကြီးများကလည်းမဟုတ်ကြပါသေးကုန်နောက်ပြီးတော့သူတော်ကောင်းတရားကိုကောင်းစွာဟောကြားခြင်းကမစွမ်းနိုင်ကြသေးကုန်တွေ့ကြုံလာရမယ်သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုအကြောင်းအကျိုးအားလျော်စွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှတရားဆွမ်းရောက်ကြောင်းတရားကိုမဟောကြားနိုင်ကြပါသေးကုန်ဤသို့ဖြစ်စီရှိသောတံပြန်မစရိယံထိုမြတ်သောအကျင့်ဒီတေနအင်္ဂေနထိုအကြောင်းကြောင့်ပရိပူရံမပြည့်စုံသည်ဟောသည်ဖြစ်၏မြုပ်ွယ်ရဲ့ပထမစွာပိုက်ပါပဲဒုတိယစာပိုက်ကိုဆက်ပြီးတော့ဟောလုပ်ပါမယ်ယူခပူဇော်ပြပါမယ်ဒုတိယစာပိုက်မှာဘာထူးခြားတော့ဆိုတော့
ထေဖြစ်တဲ့ယဟန်နာယဟန်မိမတွေကလည်းပဲအာရောကုန်ခန်းရပါကုန်ပြီဆိုရင်ပြီးဆုံးတာပါပဲကဲပါဠိတော်စာရှိကိုရွတ်ဖတ်ပူဇော်ပြပါမယ်ယာဒောစာခောသုံးကြဣတေဟိစေဝအင်္ဂဟိသမဏဂတံဗျမစရိယံဟောတိသတ္ထာသဟောတိထေရောရတ္တိညုစိရပပစီတောအရဂတောဝယောအနုပ္ပတောထေရာသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိတာဝိဒါရဓာပတ္တယောဂေခိမအလံတမေခါတုံတတ္တမတ္တအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိသူနေဂဟိဓာနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေသေတုံဝိစီမာသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိတာဝိဇာရဓာပတ္တယောဂေခိမအလံတမေခါတုံတတ္တမတ္တအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိသူနေဂဟိတနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေသေတုနဝါသတ္တဘိက္ခုသာဝကဟွန်တိဝိယဒါဝိနိတာဝိဇာရဓာပတ္တယောဂေခိမအလံတမေခါတုံတတ္တမတ္တအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိသူနေဂဟိတံနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေသေတုအခုတိုးလာတဲ့ဘုရားမိမအုပ်စုကစာကြောင်းလေးထေရာသတ္တဘိက္ခုနီယောသာဝိကဟွန်ဒီဝိယဒါဝိနိတာဝိသာရဓာပတ္တယောဂေခိမအလံတမေခါတုံတတ္တမတ္တအလံဥပ္ပန္နံပရပဝါဒံသဟဓမ္မေဟိသူနေဂဟိတံနေဂဟိတဝါသဗ္ဗာတိဟာရိယံဓမ္မံဒေသေတုဧဝံတံဗျမစရိယံပရိပူရံဟောတိသေနိဂိနာမြုပ်ထားတဲ့မြုပ်ွယ်ဆိုတဲ့စာကြောင်းရဲ့ဒုတိယစာပတ်ပြီးခဲ့ပါပြီဗမာလူပြောပြပါတော့မယ်သုံးဓမထေဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမထေကြီးလည်းဖြစ်ဉာဏ်ပိုင်းခြားကိုလည်းသိယဟန်ပြုခဲ့တာလည်းကြားပြီးတရားအထုတ်ခဲ့တာလည်းကြားပြီးနောက်ဆုံးအရွယ်လည်းရောက်ပြီတပည့်ဖြစ်တဲ့ခြေဆိုတဲ့တန်ဃာကြီးပိုင်းယဟန်ကြီးပိုင်းကလည်းပဲအရာအထူးတို့၌လိမ္မာကြဂုံပြီးဆုံးဖြတ်နိုင်ကြဂုံပြီးဆုံးဖြတ်တဲ့အခါမှာသံတရားကင်းစွာဆုံးဖြတ်နိုင်ကြဂုံပြီးယဟန္တာအဖြစ်ကိုရောက်ကြဂုံပြီးသူတော်ကောင်းတရားကိုကောင်းစွာဟောကြားတော်မူနိုင်ကြဂုံပြီးဖြစ်ပေါ်လာတဲ့သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုအကြောင်းအကျိုးအားလျော်စွာနှိပ်ကိုပြီးတော့သံသရာဝဆင်းရဲမှထမြောက်ကြောင်းတရားကိုဟောကြားနိုင်ကြပါကုန်ပြီထေရာမဇ္ဈိမာလို့ခေါ်တဲ့ငါးဝါနဲ့10ဝါကြားယဟန်အလတ်တွေကလည်းပဲရာထူးတို့၌လိမ္မာကြပါကုန်ပြီဆုံးဖြတ်နိုင်ကြပါကုန်ပြီဆုံးဖြတ်တဲ့နေရာမှာလည်းပဲယုံမှားတန်ရာကင်းစွာပြပြသားဆုံးဖြတ်နိုင်ကြပါကုန်ပြီအာသောတရား၄ပါးလည်းကုန်ခန်းကြပါကုန်ပြီသူတော်ကောင်းတရားကိုလည်းကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီဖြစ်ပေါ်လာတဲ့သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုအကြောင်းအားလျော်စွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှထမြောက်ကြောင်းတရားကိုဟောကြားနိုင်ကြပါကုန်ပြီနဝါလို့ခေါ်တဲ့ယဟန်ငယ်များကလည်းပဲရာထူးတို့၌လိမ္မာကြကဘာကုန်ပြီ
ဆုံးဖြတ်နိုင်ကြပါကုန်ပြီဆုံးဖြတ်ချက်တွေကိုလည်းပဲပြက်ပြက်သားအမှားအယွင်းမရှိဆုံးဖြတ်နိုင်ကြပါကုန်ပြီယောဂ၄ပါးကုန်ခန်းတဲ့ယဟန္တာအရှင်မြတ်ကြီးတွေလည်းဖြစ်ကြပါကုန်ပြီသူတော်ကောင်းတရားကိုလည်းကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီတွေ့ကြုံလာရမယ်သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုလည်းပဲအကြောင်းအားလျော်စွာအကြောင်းတရားအားလျော်စွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှထွက်မြောက်ကြောင်းတရားကိုဟောကြားနိုင်ကြပါကုန်ပြီကဲဒီကနေ့တိုးလာတဲ့ကိုယ်ဆရာဤတပည့်ဖြစ်ကုန်တော့ခေဝါကျော်ပြီးယဟန်မိမအပေါင်းတို့ဒီလည်းပဲအရာအထူးတို့၌လိမ္မာကြပါကုန်ပြီဆုံးဖြတ်နိုင်ကြပါကုန်ပြီဆုံးဖြတ်ချက်တွေကိုလည်းပဲအမှားအယွင်းမရှိပြက်ပြက်သားယုံမသံဃာကင်းစွာဆုံးဖြတ်နိုင်ကြပါကုန်ပြီယောဂ၄ပါးကုန်ခန်းတဲ့ယဟန္တာထေရီမကြီးတွေလည်းပဲဖြစ်ကုန်ကြပါပြီသူတော်ကောင်းတရားကိုလည်းကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီဖြစ်ပေါ်လာတဲ့တွေ့ရှိရမယ်သူတစ်ပါးတို့ရဲ့မိစ္ဆာအယူဝါဒကိုအကြောင်းတရားအားလျော်စွာကောင်းစွာနှိပ်ကိုပြီးတော့ဝဆင်းရဲမှထွက်မြောက်ကြောင်းတရားဒေသနာတော်ကိုကောင်းစွာဟောကြားနိုင်ကြပါကုန်ပြီဧဝံဤသို့ဖြစ်သည်ရှိသောတံပြန်မစရိယံထိုမြတ်သောအကျင့်ဒီတေနေကိနထိုအင်္ဂါရနှင့်ပြည့်စုံခြင်းကြောင့်ပရိပူရံပြည့်စုံသည်ဟောတိဖြစ်၏တရားပူဇော်တဲ့ပုဂ္ဂိုလ်ကအလွတ်ကျက်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့စာပေတွေကတွေ့ရရက်ကများတယ်ကိုယ်တရားနာကြတဲ့ပုဂ္ဂိုလ်ဆိုတာကအခုမှတရားနာကြတာထူးထူးဆန်းဆန်းပါဠိတော်ကြီးတွေဟောလို့နာရတယ်ဆိုပြီးတော့နာတော့ပူဇော်တဲ့ပုဂ္ဂိုလ်ကကိုယ်ကသိပြီးသားဆိုတော့ပြောလွယ်လွယ်ပဲပြောသွားတာမသိတဲ့ပုဂ္ဂိုလ်ကမေးလို့အများသိအောင်ရှင်းလင်းပြလိုက်ပါမယ်ရတ္တိယူညီအပိုင်းအခြားကိုသိတယ်ဆိုတာဘာလို့လို့လှမ်းမေးတဲ့အတွေ့ညီအပိုင်းအခြားကိုသိတယ်ဆိုတော့ရတ္တိယူအရာမှာဧတရေရတော်မူတဲ့ပုဂ္ဂိုလ်ကအညာတိကိုနေညာဆိုပြီးတော့ပင်စဝက်ကြီး၅ဦးထဲမှာအကြီးဆုံးမထေရမြတ်ကြီးဖြစ်တယ်ရတ္တညင်အပိုင်းခြားကိုယူသိတယ်တော့ညင်အပိုင်းခြားကဘယ်လိုညင်အပိုင်းခြားကိုတော့လို့မေးလာပြီဆိုရင်အရှင်ကိုနေညမထေရမြတ်ကြီးဟာဓမ္မစကြာတရားဟောကြားတော်မူတဲ့ပထမဆုံးညမှာပဲသောတာပတ္တိမဲ့ဉာဏ်ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုတော်မူနိုင်ခဲ့ပါတယ်အဲ့ဒီမှာတင်မဲ့အဲ့ဒီညမှာပဲအေဟိဘိက္ခုယဟန္တာဖြစ်ကိုရတော်မူပါတယ်ဉာဏ်ပိုင်းခြားကိုသိတယ်ဆိုတာကနိဗ္ဗာန်ကိုမြင်ခဲ့တဲ့ညဘယ်ညရှိပြီဆိုတာသိတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါကိုဆိုလိုပါတယ်ဉာဏ်ပိုင်းခြားကိုသိတယ်ဆိုတာကဒီပုဂ္ဂိုလ်ဟာအရိယာဖြစ်ပြီးသားပုဂ္ဂိုလ်နော်နိဗ္ဗာန်ကိုမြင်ပြီးသားပုဂ္ဂိုလ်
နိဗ္ဗာန်ကိုမြင်တာဘယ်နှမျှရှိပြီလို့ရေတွက်နိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါရတ္တညုပုဂ္ဂိုလ်လို့ခေါ်တယ်ရတ္တညုဆိုပြီးနိဗ္ဗာန်ကိုမြင်သိနိုင်တဲ့ဉာဏ်အပိုင်းခြားကိုအကျော်ဆုံးသိတာကအညာသိကိုဉာဏ်ညာဒါကြောင့်ရတ္တညုအရာမှာဣတရေရတယ်ဆိုတဲ့အရှင်ကိုဉာဏ်ညာဟာနိဗ္ဗာန်ဖျားပြီးတဲ့နောက်ဖျားတရားဟောတော်မူလို့နိဗ္ဗာန်ကိုဥဆုံးမြင်တဲ့ပုဂ္ဂိုလ်ဟာအရှင်ကိုဉာဏ်ညာဒါကြောင့်ရတ္တညုဆိုတဲ့ဂုဏ်ဘုကနိဗ္ဗာန်ကိုမြင်ပြီးသားပုဂ္ဂိုလ်တွေမှသာရနိုင်တဲ့ဂုဏ်ဘုဖြစ်ပါတယ်ဆိုတာရှင်းလင်းပြောပြရင်းနဲ့ပဲဒီကနေ့ဒီရင်ရနာပါမယ်အလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ